အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နေမြောက်တက်ဆက်ပေးမှာတော့3လပိုင်းအတွက်စီဝါတက်စီမယ်ဝင်စီဝါတက်စီမယ်လိမ္မော်လက်ဖက်ရတရားပဲဖြစ်ပါတယ်ကဲတောင်းထားတဲ့မိတ်ဆွေများလည်းစီမြောင်မြောက်ပေးခြင်းပဲဖြစ်ပါတယ်3လပိုင်းမှာထူးထူးခြားခြားပဲဝင်စီမယ်စီဝါတွေတက်စီမှာဖြစ်ပါတယ်အဲ့တော့ဒီရတရားစင်လေးကိုကျွန်တော်ရင်ကားနဲ့မြပေးခဲ့ပူပါတယ်ဒါပေမဲ့ဒီအခုလို3လပိုင်းနဲ့ကိုက်ညီ3လပိုင်းမှာလှုပ်လို့ရှိရင်ပိုလို့စွမ်းထက်စီပိုလို့ထိရောက်စေပါတယ်အဲ့တော့ဒီရတရားစင်လေးကိုကျွန်တော်တို့တွေတနင်္လာနေ့မနက်9:00 နာရီမှာစလုပ်ပါမယ်တနင်္လာနေ့တရက်ပဲလုပ်မှာဖြစ်ပါတယ်တပတ်ကိုတရက်လုပ်ပါတလဆိုတော့4ကပေါ့နော်အဲ့တော့တပတ်ကိုတရက်လုပ်မယ်တနင်္လာနေ့မနက်9:00 နာရီမှာစလုပ်မှာဖြစ်ပါတယ်အဲ့တော့9:00 နာရီမှာစလုပ်မယ်ဆိုတော့ဘာလို့မလဲဆိုတော့ဒီမှာကျွေးပကံမြတ်တစ်ချက်လုပ်မယ်ကျွေးပကံမြတ်တစ်ချက်မှာလိမ္မော်သီး6စိတ်လိမ္မော်သီး6စိတ်ကိုလည်းကျွန်တော်လေပတ်ပတ်လေးဖြစ်အောင်စက်ကြပုံစံလေးထားတယ်စက်ကြပုံစံလေးထားပြီးတော့ကျွန်တော်အလေတက်မှာလက်ဖက်အသားပေါ့နော်အလက်တက်မှာလက်ဖက်သားပုံတပုံပါမယ်အဲ့တော့လက်ဖက်သားတော့စီစိန်ထားလေးလုံးဝမရပါဘူးလုံးဝအကျန်းပဲဖြစ်ရပါမယ်အကျန်းမှတကယ်အကျန်းပေါ့နော်အကျန်းပဲဖြစ်ရမယ်ကျန်းကိုဒီမျိုးလေးအလက်တက်မှာပုံလိုက်မယ်ပုံဒီလိုပုံလိုက်မယ်ပုံလိုက်ပြီးလို့ရှိရင်အဲ့အလက်တက်လေးပါပေါ့နော်ဒီလိုโอเคโอเคဒီမျိုးအလက်တက်လေးမှာဖြောင်းတဲ့အစိမ့်တစ်တိုင်ထုံးမယ်โอเคကျွန်တော်အလဲတက်မှာဒီလိုဖြောင်းတယ်လေးထုံးပြီးတော့ဒီစီဒါဆိုရင်စီရင်လောက်တာပြီးသွားပြီဒီဟာလေးကိုတနေ့နေ့မနေ့9:00 နာရီမှာအိမ်မှာရှိတဲ့ဖျားစီမှာကတ်မယ်ဒီဟာလေးကိုကတ်ပြီးတော့ဒီဝပတိကာရာကို3ခေါက်ရုံမယ်ဒီဝတပရိယာတေဆိုရတိမဘာတိစန္တိမှာတဏ္ဏနောခတ္တိယောတပတိဇာယတပတိဗျမနောအရတဗမဟောရတေဘုရောတပတိတေဇတာဒါရိတံတေဇတမနံဗုဒ္ဓဝရမိအာဒရောနမကာနုဘဝန္တတပေပုရဏုသင်္ကပ္ပဒီဝတပရိယာတေဆိုရတိမဘာတိစန္တိမှာတဏ္ဏနောခတ္တိယောတပတိဇာယတပတိဗျမနောအရတဗမဟောရတေဘုရောတပတိတေဇတာဒါရိတံတေဇတမနံဗုဒ္ဓဝရမိအာဒရောနမကာနုဘဝန္တတပေပုရဏုသင်္ကပ္ပဒီဝတပရိယာတေဆိုရတိမဘာတိစန္တိမှာတဏ္ဏနောခတ္တိယောတပတိဇာယတပတိဗျမနောအရတဗမဟောရတေဘုရောတပတိတေဇတာဒါရိတံတေဇတမနံဗုဒ္ဓဝရမိအာဒရောနမကာနုဘဝန္တတပေပုရဏုသင်္ကပ္ပဆိုပြီးဒီဝတ္တပတိခါရာကိုမိတ်ဆွေများတော့6ခေါက်ပြအောင်ရွတ်ပြီးပေါ့နော်ကိုနဝင်ဖြစ်တော့6ခေါက်ပြအောင်ရွတ်ပြီးမယ်အဲ့တော့ကိုယ်ပြအောင်ရွတ်ပြီးလို့ရှိရင်တော့ပြီးသွားပြီပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့တွေဆူတောင်းမယ်နော်ဒီလိုလေမွန်လက်ဖက်စီမီကလူရတဲ့ဒါနကုသိုလ်ပေါင်းများတဲ့ဘောင်ကုသိုလ်ကောင်းကံစေနာကျိုးတို့ကြောင့်ဒီဝတ္တပတိရဲ့ခါရာရဲ့အစွန်းနေကြောင့်နော်ဒီနေ့ကနေစပြီးတက်လာလုံးမှာငွေဝင်ပါစေစီးပွားတွေတက်ပါစေလုတ်ကိုင်းနေဖြစ်ပါစေဆူတောင်းမယ်ဇီယောင်မကောင်းတဲ့မိတ်ဆွေတွေဇီယောင်ကောင်းပါစေလက်တွေပွင့်လန်းပါစေအလုတ်ကိုင်းနေအဆင်ပြေချောင်းမေးပါစေစပြီးအဆင်မပြေတော့ဆူတောင်းမယ်ဆူတောင်းပြီးလို့ရှိရင်ပြီးသွားပြီပြီးနော်မေတ္တာပို့မြပေးဝေလိုက်မယ်โอเคဒါဆိုရင်တော့ပြီးသွားပြီပြီးတော့လို့ရှိရင်ဒီဟာလေးကိုဘယ်ချိန်မှပြန်ဆွတ်မယ်ဆိုတော့17နာရီထိုးမှပြန်ဆွတ်မယ်17ထိုးနော်17ကျော်လို့မရပါဘူး17ထိုးမှပြန်ဆွတ်မယ်ဆိုလို့ရှိရင်လည်းဘလို့ပြန်ဆွတ်မယ်ဆိုတော့ဒီဟာဖြောင်းနိုင်တော့မြင်းသွားလိမ့်မယ်ဒီလက်ဖက်သားကတော့အစင်မလို့အမိုက်ပုံတွေကိုပြစ်လိုက်လို့ရတယ်အဲ့တော့ဒီလေမော်တိအစီလေးတွေကိုဘလို့ဆွတ်မယ်ဆိုတော့လေမော်တိစီဒီလေမော်တိကိုကိုပြန်စားလိုက်ရတယ်ကိုစားလိုက်ရတယ်စားမစားရတယ်အဓိကလိုချင်တာအထက်မှာဒီအထက်မှာအစီလေးတွေပါအဲ့အစီလေးတွေကိုကျွန်တော်တို့ကထုတ်ထားမှာအစီလေးထုတ်ထားပြီးတော့အိမ်ရှိမှာမြေကြီးတို့ပန်းဦးလို့ရှိတဲ့မိတ်ဆွေများမြေကြီးပန်းဦးတဲ့ကိုအဲ့အစီလေးတွေစိုက်ထားမယ်ဟုတ်ကဲ့ကျွန်တော်တို့တိုက်ခန်းနဲ့နေတာဗျာမြေကြီးလည်းမရှိဘူးပန်းဦးလည်းမရှိဘူးဆိုလို့ရှိရင်အဲ့အစီလေးတွေကိုကိုယ့်ရဲ့တိုက်ခန်းရဲ့အဝင်ပေါက်လူဝင်ပေါက်အပေါက်လေးမှာအဲ့ဒါလေးကိုတင်ထားမယ်အဲ့လိုတင်ထားခြင်းအပြင်အယံလက်ရွှင်မယ်စီးပွားတက်စေမယ်ဒါစွန့်မုံစွန့်နီနော်ဒါဆိုရင်မိတ်ဆွေများကလည်းကတက်ပြီးစွန့်တက်ပြီးလို့ထင်ပါတယ်3လပိုင်းမှာအားလုံး9သားသမီးအားလုံးအဆင်ပြေတယ်စီးပွားတက်ကြတာတွေ့ရမယ်ကောင်းလာမယ်ပေါ့နော်3လပိုင်းရအယံကိုစီးပွားတက်မယ်4လပိုင်းလည်းကောင်းမယ်ပေါ့ဒါမဲ့3လပိုင်းကဘယ်လိုလိုပိုကောင်းမဲဆိုတော့7နေ့တနင်္ဂနွေတနင်္လာကြာတာပတိအဲ့နေ့နဲ့4မျိုးပိုကောင်းနိုင်မယ်ထူးခြားဘာလေးပြောင်းလဲမလဲအမွေရတာမျိုးထီပေါက်တာမျိုးအိမ်ုံကြတာမျိုးဟိုကောင်းလေးတိတ်ကောင်းလေးကမလေးအသေးရတာမျိုးစသဖြင့်ယာသူတစ်နေရာတစ်အရွှေ့ပြောင်းတစ်အဲ့လိုနေရာထိုင်ငယ်အသေးအဲ့လိုမျိုးတွေအသေးရတာမျိုးတွေကြုံမယ်
ကျန်တဲ့နေ့နဲ့များတော့စီးပွားတွေအရန်ရွှင်တယ်အရန်တက်တယ်ငွေတွေအရန်ဝင်တယ်ဒါပေမဲ့ငွေတွေအမြန်မြန်လေးပြန်ကုန်သွားလိမ့်မယ်ချက်ချင်းပေါ့နော်ဟာဒီနေ့300ရတယ်ဟာဘာမှမသိဘူးပြန်ကုန်သွားရတာ3000ဘလို့ကုန်လို့ကုန်သွားမလဲအဲ့လိုမျိုးတွေဖြစ်မယ်ဒါကြောင့်မလို့ဒီရေဒါစင်တွေကိုလုံနေပါတယ်ဒီရေဒါစင်တွေကငွေတွေလည်းထပ်ခွန်နိုင်တယ်လို့ရောက်ထားတဲ့ငွေတွေကိုလည်းမြဲနေစေတယ်လက်အမြဲရွှင်နေစေပါတယ်ဒီစင်လေးကိုတနင်္လာနေ့9နိုင်မှာစလုပ်မယ်တပတ်ကို1ရက်ပဲလုပ်မယ်တလဆိုတော့4ရက်ပေါ့ဗျာတနင်္လာနေ့တိုင်းပဲလုပ်တနင်္လာနေ့ပဲလုပ်မှာဆိုတော့အဲ့တော့ဒါတော့ကျွန်တော်နီးမြောက်တစ်ဆက်ပြီးတဲ့3လပိုင်းအတွက်စီဝင်စီဝတ်တက်စေတဲ့လိမ်မော်လက်ဖက်စီဝတ်တက်ရရစီလေးပဲဖြစ်ပါတယ်ကဲမဲဆွေများမရှင်းတာတွေမသိတာလေးနားမလည်တာလေးရှိနေခုံမမေးခဲ့ကျွန်တော်ချက်ချင်းပဲပြန်လည်ဖြေချပေးပါတယ်အစီအမေတော့ကျွန်တော်ဗီဒီယိုလေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျကြည့်ရှုနားဆင်ပေးတဲ့ကျွန်တော်မိတ်ဆွေအားလုံးထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေအားလုံးလည်းဒီရစင်လေးကိုလုပ်ကြပြီးတော့ငွေတွေဝင်ကြပါသည်စီးပွားတွေတက်ကြပါသည်အလုပ်ကိုင်းတွေအဆင်ပြေကြပါသည်ကဲသာသနာပြုလူတန်းနိုင်ကြပါသည်ဗျာ